찬 시오 쩌마 뺀레 사오 쥐니로 쩌마리 탐메요 그라운제 세라 에이 깡깡네 아 얘기 소 공판게နော်ဒီကကနေအစမတာအစင်လားအစင်ဆိုစားခြင်းအဲ့ရခေါ်တဲ့ဟုတ်လား 찬ရှင်ကပင်လဲစာကြိုက်တယ်ဆိုလို့ကျမအေဂရစ်ခေါ်တဲ့နေပင်လဲစာအစုံမှားထားပေးတာဒီမှာစားလို့ရပြီ ရှင်းလိုက်တာဒီဆိုလဲစာရမ်းကြိုက်မယ်ဒီလိုချမ်းအဲ့လိုလောက်ထားပြီးအရင်ကျေးဇူးတင်တယ်ဒီမှာလေးပါရာကြတော့ကနေငါဒီမှာလေးအဲ့ပါလေဆိုရင်ရေပွဲကြီးငါပြေကြီးငါအရင်ဟိုကလေတေချာကင်ထားတာကျွန်တော်ဒီမှာလေးပဇွန်မီကင်အဲ့ပွေးနေတာတော့ မွေးနေရောဒီဆိုဒီမှာလေးအေးပြီးလာပြီအကုန်လုံးခေါ်ကြည့်လိုက်ပြီနော်ပဇာကြပါဦးလန်ကဒါတော့ဆောက်မအောင်ရှင်အရန်ကောင်းနေအဲ့လေရှေ့လားရှေ့ပင်လဲစာကြိုက်တယ်ဆိုတော်ရဆိုအရန်ဒီမှာလေးအေးမကြည့်ကကြီးပဲနော်အကြီးဟဲ့တော့မချအကြီးပဲတော့အကြီးပဲတော်တော်ပဲတော့အချင်းကိုမနက်ကတားပြလိုက်တဲ့ကဏ္ဍတော့မဟုတ်ပါဘူးနော်ရှင်အချင်းဘလို့နေလဲကောင်းလိုက်တာကတိဆိုဝင်ကောင်းလိုက်တာကဏ္ဍသားမလားဟုတ်နော်အခုတီဆိုးတို့စားနေတဲ့နေရာလေးကတော့ second sea view အပေါ်တက်လေးမှာတီဆိုးတို့ကစားနေတာမိုးလေးရရွာတီဆိုးအပြည့်မှာဖတ်စားနေတာစားလို့မရတော့မကျပင်လယ်ကိုလည်းလှမ်းပြီးတော့မြင်နေရတယ်ပြီးတော့မိုးရသည်မှာလာမယ်ဆိုလို့ရှိရင်20 discount ပေးနေရနော်ချက်တော်သူများဦးချောင်းသားကိုရောက်တယ်ဆိုရင်လည်းနေ့လည်နေ့ခင်းလေးဒီလိုမျိုးမိသားစုလိုက်ပင်လဲသားကိုလက်လက်ဆက်ဆက်နဲ့စားကျင်နေဆိုရင်ဒီလိုဘန်းလိုက်ကိုအစုံလင်စွာကိုမှားလို့ရတာကတော့ Igre Hotel မှာပဲဖြစ်တယ်အရန်လက်ဆက်တယ်အရန်ကိုအဆင်ပြေတယ်တော့ပင်လဲစာကိုစားဖို့ခဲထားတဲ့သူတွေအတွက်ချောင်းသားရောက်မှပင်လဲစာကိုစိတ်ကြိုက်စားမယ်ဝဝကွယ်စော့ကားခြင်းတဲ့သူတွေအတွက်ကအရန်ကိုအဆင်ပြေနေပြီဟုတ်တယ်ငါယူချဟဲ့မကြအကြီးပဲအကိတ်ပေါ့ပင်လဲစာတစ်ခုစားတော့မယ်ဆိုရင်အသားငါလက်ပွားနံပါတ်1အရင်အဲ့ဒါပဲနော်ဒါနှစ်အချင်းအရန်ကောင်းလားမားလေးပင်လဲစာအရန်ကြိုက်တဲ့လူတွေပင်လဲစာအရန်စားခြင်းတဲ့သူတွေကချောင်းသားတဲ့အရန်ကိုတင့်တော်တယ်ဘာလို့လက်ဆက်တွေစားရတာလေဟောဒီမှာချစ်တော်သူများတီဆိုးကတခုပြောအောင်မယ်ချမ်းတဲ့တီဆိုးနဲ့အစားတောက်ဗီဒီယိုလေးတင်တဲ့အခါမှာလေအဆုံးထိကြည့်ပေးတဲ့ချစ်တော်သူများကျေးဇူးအများကြီးလည်းတင်တယ်ချမ်းတဲ့တီဆိုးနဲ့ချစ်ပေးတဲ့သူလည်းအများကြီးအများကြီးရှိတယ်အဲ့တော့အဲ့ဒီအများကြီးကိုလည်းတီဆိုးနဲ့ချမ်းကလည်းအများကြီးချစ်တယ်ကျေးဇူးတင်ပါတယ်အများကြီးလည်းချစ်တယ်ဟုတ်ကဲ့ပါအများကြီးချစ်ပေးနော်တီဆိုးစားမဲ့တိုရှိကိုကောက်ကိုလုတ်ကြည့်မယ်ကွယ်ကဲအကုန်ကတ်ကုန်ပြီကွယ်ဆိုးကဘကိုးသူလေးကဘယ်ကိုရောက်နေလဲဆိုလို့ရှိရင်ဘကိုးမြို့ရောက်နေပါရဲ့ရှင်ဘကိုးမြို့ရဲ့ညဈေးတန်းမှာမုတ်တွေဘာတွေရှိလဲဆိုတော့သွားကြည့်မယ်ပြီးလို့ရှိရင်စိုင်တိုင်းမှာမုတ်တွေလိုက်ဝယ်စားမယ်ဒီဆိုနဲ့တူချစ်တော်သူများလိုက်ကြည့်ပေးနော်အခုဒီဟာလေးကကြတော့လေညဈေးတန်းစဝင်တဲ့လမ်းလေးဘကိုးညဈေးတန်းဒွင်းသီးဆိုင်ရညီမလေးဒီဆိုကလေဒွင်းသီးကိုအရန်ကြိုက်တာအဲ့တော့ဒွင်းသီးရောင်းတဲ့သူတွေဒီဆိုကလေဆွေမျိုးဆိုပြီးတော့ပေါင်းထားတာအဲ့တော့ဒွင်းသီးအလကားစားရတယ်တော်ကောင်းတာတော့စက်ကီးမာလေးတွေ့ပြီးဒီမှာပါရှင်စက်ကီးမာရောချက်ကီးမာရောစားလို့ကောင်းမှာမှုေးနေတာပဲအနက်လည်းမှုေးနေတာပဲကျိုးရအရန်ကျိုးရတိုရှည်တီဆိုကတိုရှည်လဲကြိုက်တာတော့ဝိုင်းလေးကိုကြည့်လိုက်ဟမ်ဝိုင်းလေးကလှနေတယ်ကဲအကုန်ကတ်ကုန်ပြီကွယ်ကိုစားတော့ပြည့်လို့ထုံးများကိုသုံးဆောင်နေတော့ဒီမှာတီဆိုရဲ့အမတောင်းတယ်ပါမလီဝတ်သားကြိုက်တဲ့လူကြတယ်အကြိုက်ပဲကွယ်ဗတချောင်းစားလို့စားမှမသိဘူးဟာစားလို့ကောင်းတယ်တစ်ချောင်းစားပြီးတော့ပြီးကနေလဲကြောက်အချောင်းတွေကအများကြီးပတ်စံရှင်းကနေကြတော့ဒါတွေအမှန်တကယ်တော့ပတ်စံနေပါရှင်ဒီမှာဒါကကြတော့မုတ်လိုက်ပြမြန်မာမုတ်မညာပူနွေးနွေးလေးကျန်ဒီမှာတူခုလောက်နေကြမုတ်လိုက်ပြပူနွေးနွေးလေးစားလို့ကောင်းမှာတော့ပူနွေးဒီအာပုံလေးကကြလို့အထဲထဲမှာအုံးနစ်ကလေးအုံးသီးအနှစ်ကလေးပေါ့စီချက်ချက်တဲ့ဟာလေးကိုထည့်လို့ရှိရင်တကြားလေးထည့်ရဲမှာခောက်ပြီးတော့မညာပူနွေးနွေးလေးတအားစားလို့ကောင်းတယ်ဒီဆိုအရန်ကြိုက်တယ်ဒီအာပုံဒီဘို့မှာစားနေရှယ်ကောင်းမွေးရကောင်းတဲ့ဒီဆိုင်အုံးနှခောက်ဆဲလဲကောင်းတယ်အတုပ်လဲကောင်းတယ်ရမ်းကောင်းဒီဆိုင်ရှယ်ကောင်းမှာပြီးရင်လာစားမယ်တော့အများကြီးမြန်မာမုတ်ကလေးတွေစားခြင်းလည်းရှိတယ်လူတိုင်းကလေအကြော်ကိုကြိုက်ကြတယ်ကွာအကြော်ဆုံးလူတိုင်းကြိုက်တယ်ဒီဆိုအကြော်ရဟိုမှာလေအကြော်ဆုံးလည်းရှိတယ်ဆိုတော့တော်ဖိုက်ပြနေဟိုဆိုင်မှာနည်းနည်းဒီဆိုင်မှာနည်းနည်းမြည်လာခဲ့တာကွယ်9ကင်လည်းကောင်းမကောင်းချာကွက်တီကိုကြိုက်တဲ့သူတွေဟောဒီမှာကွက်တီကိုဆိုင်လည်းရှိတယ်အစုံမဲ့ spicy ဟလား spicy ခောက်ဆွဲပါညာအကုန်အစုံရှိတာဒီမှာတွေ့လားခန္ဓာမှာဘန်းနေရောဒီမှာကျမုတ်လေးများလေးအေးလာ2000မိုးထက်မယ်သမီးလားမုတ်လေးများလေးမကျဒီဆိုကလေဘကိုးညဈေးလေးကိုဘာကြောင့်သဘောကျလဲဆိုတော့လေ
လမ်းကလည်းအကျယ်ကြီးပဲကွာသွားတာလည်းလေအဆင်ပြေတယ်ကြဲကြဲဝန်းဝန်းလေးနောက်ဆိုင်ကားလေးကလည်းသူကလည်းလူတက်တက်ရက်ရက်ကလေးဆိုတော့အစားတောက်တယ်လည်းအားဆုံးတဲ့ကြောင့်ဒီဆိုကအစားတလိုင်းဆိုတော့အရန်သဘောကျပါရဲ့ရှင်ဒီမှာညစေးတစ်ဖက်ပတ်လိုက်တာလေတီဆိုးချစ်တဲ့သူကလက်ဆောင်လေးပေးတာသူတို့ရဲ့မြစ်တာစာလေးတွေပေါ့ရှင်အခုလည်းဘိုက်တွေလည်းကားခဲ့ပါတယ်သူတို့ကျွေးတိုင်းလည်းအဝအကုန်စားခဲ့တယ်ဝယ်လဲဝယ်စားခဲ့တယ်အဲ့တော့မှမြစ်တာစာလေးနဲ့ဒီဆိုကပြန်ပါပြီရှင်ညကြရင်ထပ်ဆွဲလိုက်အောင်နော်